I would face Yangon Galaxy because we have a high chance to win against them. I'm a do ba mala. O ko ne shi ma tat bu. Banana finance la fabulous. Okay. တကယ်ကောင်းတဲ့နော် connection ဟာပြီခုလောတယ်လေမြန်မြန်ဆန်ဆန်လေးကိုပို့ချလိုက်တာတာတင်းလေးရလိုက် ဆောင်းနေ easy လွယ်တယ်သားကြီးတို့လွယ်တယ်အားရောဟီရိုကေးပါရိုးမလား ပေါ်လန်ကလောက်မသိဘူးကလောက်မသိဘူးနော် အဲ့မှာ hacker ထက်ကန်ပေးဝိုင်းနေမှာတော့ blink အပေါ်လန်းအောက်လန်းမှာသူ့ချေရလေးကြီးပဲညီကိုတို့ hacker ကိုပေးချင်တယ်ကိုမေးပြီးရိုက်နေ ကဲတော့ကျွန်တော်ဒီလိုကိနှစ်ကောင် first starter လေးနဲ့စာရတော့ YD အောက်မှာထပ်တက်လိုက်ပြန်ပြီဟုတ်တယ်တကယ်ကောင်းတဲ့ hacker aura နေနဲ့တော့အလဲမှာရောက်နေတာတော့ information တန်းတော့ပြီးထားနေတယ် button တစ်ခုတော့အရင်ဆိုင်မရရမယ်ဗျာ နော်ဗာလေကျွန်တော်တို့ banana beautify နေမှာခဲထားတယ် land flag ကင်ပေါက်ဝိုင်းနေမှာတော့ zip aura တန်းပြောက်သွားသလို redistribution လည်းတိတိကျကျလေးပဲဟမ်ပေါက်စားသွားနေမှာတော့မလူးလို့ immune လေးနဲ့တော့ပြေးဖို့တော့ကြိုးစားမယ်နောက်မှာတောက်လျှောက်လေးတော့ဒီစည်းပဲပေးဖို့တော့ချောင်းတယ် AOG တွေပါသုံးပြီးတော့ပြေးသွားလွတ်ပေးလိုက်တော့ရတယ်တိုက်ဂျန်ဂလာတကောင်နဲ့တတင်းနဲ့ရခဲ့တာဆိုတော့ရန်တန်သွားပြီးညီတို့ပြန်ပတ်မယ်စိတ်ကိုတီးတီးငြိမ်ငြိမ်လေးထားအားမလောစရာမလိုတိုင်း ကြီးဆိုတာကိုဒီလိုဆော့ရတယ် အဲ့ဒါပြောတာ on နဲ့ CFP ကိုပြနေ နော်အပေါ်သေးနေဆိုတာဘလန့်ဒီလိုဆော့လားနော်လူမျိုးရိုက်ချလိုမျိုးအောက်ကအသေးနေ ဝိုင်းကအသေးဆိုတာဒါ level 6လောက်နဲ့ကောင်း ညီလေးမင်္ဂလာပါဟာရလိုက်တယ် HQ ပေါက်တော့သွားတာရောက်ရင်းပြန်မောက်ပြီးထင်တာတော်သေးတာပေါ့ဒီလိုမျိုးရလက်တွေကဘရိုးမရှိရင်ဖြစ်မလာပါဘူးကျေးဇူးအများကြီးတင်ပါတယ်เนาะကျွန်တော်တို့စီရင်ခံတင်ဆက်နေတဲ့တွင်းမှာဒီလိုမျိုးလေးပုံဖော်ပေးတဲ့တော့ကဲနောက်ပွဲလေးကိုပြန်ပြီးတော့ focus မယ်နေတော့နောက်ဆုံးတာတယ်စီလဲကျွန်တော်တို့မြန်မာအသင်းအတွက်ဖြစ်သွားမလား retreat အာ zip aura လာပေါက်သွားတဲ့ ham နေနဲ့ rolling လေးနဲ့တော့ပြန်ပေါက်သွားတယ် hero kill လေးပါလေးပြန်ရအောင်မလားနောက်လည်းဘာရှာ retreat ပြန်ပေါက်တယ် candy flicker ခုံဝိုင်းနဲ့ရတဲ့ bright လေးကိုပဲဆွဲစားမယ်နေတော့က bright နေနဲ့ AOG သုံးပြီးတော့ပြေးဖို့ကြိုးစားနေမယ်ဘလုံးမတော့မလုံလောက်ခဲ့ရင်လည်းပဲ key လေးတစ်ကောင်တော့ပြန်ရယူထားတယ်ကောက် blending ကျူတယ်ဝင်ဖြန်းနေနေတာတို့ကနေ raspberry လေးပြန်ပြီး hack ပြန်ပြီးတော့ data list တင်ကပေါက်ထားလိုက်တဲ့နေတာတို့မှာသိမလို့ပဲမှန်မယ် မိနစ်နောက်3900 3900တာနေတော့မယ်ရတယ်ပေါ့ပါပဲပြဿနာမရှိ အော် သေးဘူး အောက်လမ်းမှာလေဘလင်းကထပ်တက်လိုက်ပြန်ပြီဘန်ကိုင်းဒီငကားတီကောင်ဖြစ်နေပြီညီကိုတို့ hack နဲ့တွေ့တော့အသင်းကိုတော့အသာစီးအနေထားမျိုးနဲ့เนาะကျွန်တော်တို့ပုံဖော်ပြီးတော့စော်ကစားထားတယ်နောက်တဲ့လောတွေပါထွက်တော့မယ်အောက်လမ်းမှာလေခိုင်တော့ goal light တွေပါ on နေပြီ blink နောက်မှာနှစ်ယောက်ကြားနဲ့နေပြီးပြန်ထွက်ဖို့ကြိုးစားမယ် shut down ကြီး zip aura တော့ပြန်ပေးထားတဲ့ဘိုင်းလေးကအရင်ကြီးသဘောကျတယ်မကောင်းဘူးဆိုမလဲအစင်းတော့ပြေပါဒါပေမဲ့တော်ဈေးကြီးတာဟော CPU ကြီး7စီ နောက်ဝက်တွေတော်တော်ပေးလိုက်ရတာဟော နောက်ဝက်ကိုဘရိုကြီးလိုက်1000တော့ဖုံးဆိုပြီးဟိုဘက်ကိုဖျက်ရောက်သွားတာ zip aura ဟုတ်တယ်နည်းနည်းဈေးကြီးတယ်နော်ဇီအော်ရာကိုသွားပေးလိုက်ရတဲ့ဘိုင်းကတော့တိတ်တော့သဘောမကျဘူးဆိုပေမဲ့ဒီဘက်မှာလော်လေးတော့ပို့ကြည့်နေတာများလားဟက်ကလည်းပြန်ထွက်တော့မှာဆိုတော့လုံးချင်တော့လုံးလို့ရတယ်ဆိုမှယူတော့ပေါင်ပြောင်းသွားပြီဗျ ကဲ final blow တွေပါခင်းပြီးတော့ပဲ lobby 4ချလိုက်တဲ့နေတာတခုတွေးစရာလေးတော့နည်းဖြစ်ဝိုင်းနေမှာတော့ zip aura ဒီတာတဲ့အော်ဟန်တော့ရောက်ယူသွားတာတတဲတောင်ဖြစ်သွားတယ်တော်သေးတာပေါ့ကွာဗလန့်ရငါ disable တွေကြာတော်တော်ကြီးခတ်သွားပြီလို့ထင်ခဲ့ပေမဲ့ဟန်အကောင်းမွန်ဆုံး retreat တစ်ပေါက်နဲ့ကျွန်တော်တို့မြန်မာအသင်းကိုတော့ကယ်တင်ခဲ့ပြန်ပြီဟုတ်တယ်နဲ့ ပြည့်ဟို holy crystal လုံးနေပြီ ညာဟိုလီခရစ်စတန်ကြာကင်းနေမှာလည်းပါလာတော့ပါဒါကိုထင်တာမှာ Emerald Zip Aura တော့ P35 က Finals လက်ကြားမှာနောက်ဆုံးမှာ Zip Aura ဘလုံးမတော့ရင်းရဲ့လက်ထဲကနေပြေးမထွက်နိုင်ခင်နဲ့ပဲဟော Hero Key ပေးလိုက်ပြီအောင်လန်းစကန်တွေမထက်ယူလို့ရတယ်ကောင်းလိုက်တဲ့ရင်းဘတ်တက်တာကွာ P35 နဲ့ခဲပြနေတယ်ဘွဲလုံးအလားကြီး ကဲကလောက်နဲ့ကြောချောင်းအောင်လည်းမမြင် ဟေး တော့ဆို အဲ့ကောင်တော့လုံးလို့ရတယ်အဲ့ကောင်မပါဘူးဒီပွဲနော်တီကောင်လေးနော်မေခုနအော်လန်းမှာခိုင်းအောင်မှာဘလင်းကဆိုလိုကြီးတက်ပေးသွားနေတယ်ကျွန်တော်မြန်မာအသင်းကစားပေါက်တွေကတောင်းကိုစိတ်နေတာပဲဗျာကြီးလို့ကောင်းလိုက်တာ VOD ပါလာတော့မယ်ဗျာဟဲကမှာတော့နေတော့မေဂါပါညာရတော့တယ်ဒါပေမဲ့မေးစရာရှိတာတော့အပြင်ဒီအပေါ်လန်းမေဂါအပြင်ပေါ့နော်ကျွန်တော်အလယ်လန်းနဲ့အောက်လန်းမေဂါတွေပါဘယ်လိုမျိုးထပ်ယူမလဲဆိုတဲ့ပုံစံမျိုးတော့ဆက်ကြည့်ရအောင် တက်တာဖက်တက်တင်နေတယ်လို့တော့မြင်တယ်နော်မေဂါတလဲလောက်နဲ့မချင်တဲ့ဖဲနဲ့နည်းနည်းလေးဓာတ်ကြည့်မလားတာနေတော့မင်းလီ ကဲနော်ဗတဲ့ဘယ်လိုမျိုးပုံဖော်မလဲဒန်နိုင်4ယူဆောင် Black Dragon Fall အရင်ဆုံးသွေးတိုးလေးပဲဆန်းလာတာထဲထဲဝင်ကြီးဝင်မလုံနိုင်အောင်တိုင်းတော့စိတ်ရှိအောင်အဲ့မှာလဲယူဆောင် Fury Attack ကိုတော့ရောက်အောင်ရှောင်ထွက်ခဲ့နေမယ်နောက်မှာ Hack ရဲ့ damage တွေကြာမှာကန်ဒီပြတ်သွားတယ်ရင်း damage လည်းပါတယ် Assassin နှကောင်ဝင်လုံးတာဘလုံးမခံနိုင်ဘူး stick ဇာမန်4နဲ့အောက်ရှောက်လေးတော့တဲ့အိမ်ဖို့တော့ကြိုးစားမိမယ်လေနော်ရရှိခဲ့တဲ့ Hero Key နှကောင်လေးနဲ့ပဲကျင်ကျင်နဲ့တော့ပြန်ပတ်ထားတယ်ဗျာမေဂါလေး မဆိုးဘူးဒါပေမဲ့မေဂါတလဲပဲဆိုပေမဲ့ကျန်တဲ့မေဂါလန်ကြီးอ่ะเนาะလေတိုင်းအောင်ကျိုးတော့မဲ့အနေထားဆိုတော့တန်တယ်ပဲပြောရမှာပဲ တောင်းမှာ လုံးဝတက်လို့မရတဲ့အနေထားဆိုလို့ရှိရင်တော့ အေးတောင်းမှာ stick မေဂါရတယ်အော် joy ဘာလာလောက်တာလဲတိုင်းဘာလာလောက်တာလဲအလူဝင်လာပြီအဲ့ကောင်အလူဝင်လာပြီဘလက် ဘာဒီယာရိုးလေးနဲ့ပဲစာဓာတ်နိုင်ပေါ်လေးခင်းပြီးတော့ ပေါင်းနေ ဖိုးလေးနဲ့ထူ ရ လိုက် အောင်တဲ့ plan လေးမှန်နေသားကြီးတီးတီးလေးရဆာမှန်နေ
ဘာစီယာ rolling နဲ့နော်ဗလန်ပြောသလိုပဲဘေးနားနေတော့ Dark Knight 4နဲ့တော့ hacker ထပ်ဝင်လာဖို့ရှိတယ်ဘာစီယာ disable မှာ Dark Knight 4အလင်းကုန်နေလူနိုအင်ကူပြထားတယ်ဟိုဘက်မှာလည်းရေးပြဲဝင်သွားတယ် bright ကြီးတော့ဝင်အင်းလိုက်ပြီတော်လေးကလည်းအထဲထဲတော့ဝင်နေတယ်ပဲ Bandana final blue ခရီးယုံနဲ့တော့ခင်းတိုင်းနဲ့ပဲเนาะအရင်ကြီးတော့တက်လို့မကောင်းသေးဘူးဆိုမဲ့ဘန်ကိုင်းယူဆောင်သေဝါမလား blending ကျူနဲ့နည်းနည်းလေးတော့နာတယ်ဗျဒါပေမဲ့လည်းတော့ခိုင်းအကောင်းဆုံးတော့ defend သားသေးပဲဒါကြီးကိုနည်းနည်းလေးပြန်ပတ်မှာအေး Harry ဟေးအိုးရောက်ခဲ့ဒီနေ့ပဲဝင်သွားတာဖိုင်ကောကတော့ချာရတဲ့လားမသိဘူး right ကတော့ဒီလောတွေးပလောက်ရှိဘလင်းအောင်လဲ solo ကောက်လို့ရလာတာဟိုမှာဝေးနေချမပါဘူးငါကြည့်ရတော့ hacker အဲ့မှာ telelisting ကတော့ဗာလေ blending ကျူနဲ့ပြန်မသေးတော့ဘူးက rose going နဲ့ဗျာနော် Jory Am လည်းကလောတဲ့လုံတော့9ယောက်သားပြန်ပြီးတော့ကတ်လာအောင်မယ်ကျွန်တော်တို့မြန်မာဘက်က4ယောက်တည်းပဲရှိတော့ဆိုတော့ရုပ်တော့သွားလို့မရအောင်စိတ်ရှိလေးနဲ့ဒီလော်လေး reset လေးခဏချလိုက်မှာ ချလိုက်ပြီးလက်ချလိုက်ပြဿနာမရှိဘူး bright unbreakable return ပေးချင်တာနောက်မှလေရှောင်းထားတယ် Bandana final blue B3 final zip aura join နဲ့ပြောက်သွားပြီရပြီထုတ်လို့ရပြီ Harry Zamafo နဲ့ stick တကောင်ပြန်တော့ပြစ်ခံနေရတယ်မတော့ stick မသေးပါဘူးကန်နေအောင်ပြန်တန်ဝိုင်းမတော့လော်လေးကိုလည်းဟန်ပဲခဲပြီးတော့ retreat ရသွားတယ်နဲ့တူတယ်လော် nice ဘတ်တော်သားကြီးတို့ cut back guys cut back တော်ပြီ တက်လို့ရတယ်3ယောက်2ယောက် easy 3ယောက်2ယောက် roll လေးနဲ့ပြန်လာလို့ရတယ်ဘယ်နဲ့တော်လဲ green နဲ့ကြီးတော့ကြီးနေဘူးဆိုတော့ MB ပါတော့ဒါရိုး MB ပါတော့ဒါကြည့်ရတော့ MB ပါတော့ stay amaro by 1သွားတွေ့ပြီး Zamafo ခင်းထားတယ် bright disable ကိုရှောင်းတော့သားကြီး final blue ပြန်ပြီးတော့ရင်ဟန်တော့ဟန်ပေးထားတယ်မတော့မသုံးပြေးရဘူးတော့ကတော့ဆုံးမခိုင် winter crown နဲ့ဗလန်စင်လေးတော့တွဲသုံးတိုင်းနဲ့မတော့မလဲသုံးလေးတော့လော်လေးနဲ့ပဲပြေးရိုင်းလိုက်မလားရင်ကတော့ပြန်သေးသွားပြီအော်ဘယ်နဲ့ချမှမထူပါဘူးကြီးကြီး YG ပထမဦးဆုံး M7 ဖွင့်ပွဲတော့အနိုင်လေးနဲ့သိမ်းပိုက်ခဲ့ပြီပဲဖြစ်ပါတယ်ကြီးကြီး နော်တကယ်ကောင်းတဲ့အခွင့်အပွဲလေးပါ yes come on man ဝိုင်းချီ ဖွင့်နေတလောက်ပါလေစတာတယ် နည်းနည်းလေးတော့ရင်ခုန်လိုက်ရတယ်ဆိုပေမဲ့လေရတယ်ညီကိုနိုင်ဖို့ပဲဒီက ရတယ်